upon us, fans are pouring into the stadium, anticipation has reached an all-time high. All the action here on EA TV. So Chelsea မှာတော့ Welcome to the Theatre of Dream. Okay ဒီပွဲကနေတော့တတိထားပြီးစားတယ် Chelsea ကလည်းအနေရှိတဲ့တင်ပဲပြောနေတော့မရှိသေးဘူးမှထွက်သွားပြီ What the fuck Unana ပုံနေလို့လားဗောနော်မတွေးရရတယ် right ဆိုရင် Oh shit နားသွားပြီလားမနာပါဘူးဒီကောင်ကွာပွဲစားပဲရှိသေးလူကချနေပြီမနာပါဘူးဆန်ချိုမင်းတို့ဒီအတင်းကကစားမအောင်ဖြစ်နေပြီရောမင်းrocket အေးတာပဲ okay Bruno လောက်ကွန်နာ Chelsea ကိုနိုင်တော့ကျွန်တော်တို့ဒီ Premier League ကလာကိုရဖို့ကတော်လေးကိုနီးစက်တဲ့အနေထားလို့ပြောလို့ရပါတော့ဖြစ်ပါတယ်။အိုးကျွန်တော်တို့ရဲ့ရေချင်းစစ်မှန်ကိုကြည့်ရမယ်ပွဲပဲဗျာ။ကောင်းလိုက်တဲ့ဟိုဝါကောင်းလိုက်တဲ့ဟိုဟာတက်လိုက်တယ်မင်းတို့ကောင်တွေလူချလဲငါတို့ကအယောင်အေးဆေးပဲတွေ့ရ။နောက်နေ့ beauty salon ပိတ်တီးရတယ်နော်ဝက်ခွန်ကလကားယူစားတာမဟုတ်ဘူးကွာတွေ့လားလေဒီရဲပေါ့ကွာဘယ်ပါလောက်နိုင်လဲစာဟောက်လောက်ကောင် free dance ဆိုရကောင်မင်းတေးလိုက်ရောလို့ scale လေးတဲ့တော့ပြပြီးမင်းကူပဲလားဆိုစောင်းရမ်းကောင်းတဲ့နောက်တန်းဆိုမင်းလားဟဲ့အဲ့လိုကြီးကြော်မှာမင်းတို့နော်ထဲရပါရောကွာကူပဲလားဒီကောင်လူချတာဒီကောင်Chelsea ကကောင်နေစောက်ကျင်ကိုမကောင်းတာနော်လူချပြီးဆော့တာကြီးအောင်မှာဒဏ်ရာကြီးနဲ့ဘယ်လိုဆော့ရတော့ဒဏ်ရာကြီးနဲ့ဆော့နေရအခုဒီကောင်ရေးပါမင်းပြန်တွေးလို့ရတော့မင်းနဲ့ကနေတွေးအောင်ပါအေးကောင်ကြီးအောင်ပြေးကုန်ပြေးနိုင်ကြတော့ကြီးအောင်လို့ပဲရတာပါပဲငါလည်းဘာမှမလုပ်နိုင်ဘူးဒီဘက်ခါချိုဒါပဲအေးအောင်လေအဲ့လိုကန်ပြီးတော့ထပ်သွင်းပေးလိုက်မယ်မှတ်လောက်သားတော့ဖြစ်သွားတို့မှ Chelsea ကူရဲလာတဲ့ Chelsea နဲ့ဘာလုပ်ငါဘာမှလုပ်လို့မရဘူးနော်ကျွန်တော်စိတ်တက်တွေ okay ဒါရသွားတယ်ကျွန်တော်နေရာမှာတော့ Marcus Studer ထုံးစံတိုင်းဝင်ရောက်စားမှာဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်တလုံးသွင်းရရင်